ကဘာကြီးကိုတုံးလုံးစီတဲ့မုံတိုင်းတွေကိုဘယ်လိုနာမည်ပေးထားလဲဆိုတာခုပဲကြည့်လိုက်ကြရအောင်မိုခါယာဂီမာရီယန်ဒီလိုထူးထူးဆန်းဆန်းမုံတိုင်းအမည်တွေကိုတင်ကြဘူးမှာပေါ့ဒီအမည်တွေကိုဘယ်သူတွေကဘယ်လိုစိတ်ကူးတွေနဲ့ပေးရလာလဲဆိုတာကိုစဉ်းစားဘူးပါသလားတကယ်တော့မုံတိုင်းတွေကိုစိတ်ကြိုက်လျှောက်ပေးနေကြတာမဟုတ်ပါဘူးစနစ်တကျသတ်မှတ်ထားတဲ့စီးမင်းတွေရှိပါတယ်ဘာကြောင့်မုံတိုင်းတွေကိုနာမည်ပေးကြတာလဲရခင်ကမုံတိုင်းတွေကိုလက်တီတွလောင်တီတွညွှန်းကိန်းကနန်းနံပါတ်တွေနဲ့ပဲသတ်မှတ်ထားခဲ့ကြတာပါဒါပေမဲ့အဲ့ဒီနံပါတ်တွေကမှတ်ရခက်ပြီးတော့မိုးလေဝသသတင်းထုတ်ပြန်တဲ့အခါမှာလည်းပြည်သူတွေရှုပ်ထွေးမှာဆိုလိုပါဒါကြောင့်အလွယ်တကူမှတ်မိစေဖို့အတွက်သတိပေးချက်ကိုရှင်းရှင်းလင်းလင်းနဲ့နားလည်စေဖို့နဲ့အချင်းချင်းဆက်သွယ်ရလွယ်ကူစေဖို့မုံတိုင်းတွေကိုအမည်ပေးတဲ့စနစ်ကိုစတင်ခဲ့ပါတယ်မုံတိုင်းနယ်မြေတွေကိုဘယ်သူတွေကပေးတာလဲကမ္ဘာမိုးလေဝသအဖွဲ့ကြီးကနေပြီးတော့ကမ္ဘာဒေတာအလိုက်မိုးလေဝသကော်မတီတွေကိုဖွဲ့စည်းထားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ဘင်္ဂလားပင်လယ်အော်နဲ့အာရေဗျပင်လယ်ပြင်ဒေသတွေဆိုရင်အဖွဲ့ဝင်73နိုင်ငံရှိပါတယ်အဖွဲ့ဝင်နိုင်ငံတွေကတော့မြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယမော်လ်ဒိုက်အိုမန်ပါကစ္စတန်သီရိလင်္ကာထိုင်းအီရန်ကာတာဆော်ဒီအာရေဗျ UAE နဲ့ယီမင်တို့ဖြစ်ပါတယ်နာမည်ပေးတဲ့စနစ်ကဘယ်လိုတွေလဲအလဲကျစနစ်အဖွဲ့ဝင်73နိုင်ငံကကိုပေးခြင်းတဲ့နာမည်တွေကိုစည်ရင်းကြိုတင်ထားရပါတယ်စုစုပေါင်းနာမည်အလဲဇယားတစ်ခုထွက်လာပြီးတော့မုံတိုင်းတစ်ခုဖြစ်လာတိုင်းအဲ့ဒီဇယားအတိုင်းအစဉ်လိုက်အလဲကျနာပြီးတော့သုံးတာဖြစ်ပါတယ်အမည်ရွေးတဲ့စီကန်းချက်တွေကတော့နာမည်ကတူတူနဲ့ခေါ်ရလွယ်ရမယ်အများအားဖြင့်အင်္ဂလိပ်စာနံပါတ်10လုံးဖြစ်ကြမယ်နိုင်ငံရေးဘာသာရေးယဉ်ကျေးမှုနဲ့လူမျိုးရေးအရာထိခိုက်စေမယ့်နာမည်လုံးဝမရပြည်သူတွေကြောက်လန့်သွားစီမယ်ရက်ဆက်ကြမ်းကြုတ်တဲ့အဓိပ္ပာယ်လည်းမရှိရဘူးစိတ်ဝင်စားစရာအချက်ဖြစ်တဲ့မြန်မာနိုင်ငံကပေးပို့တဲ့နာမည်တွေထဲမှာမိုခါဒီမြင်နိုင်ငံကပေးတဲ့ကော်ဖီစိတ်အမျိုးအမည်အဲ့ဒါမျိုးတွေလို့တခြားနိုင်ငံကနာမည်တွေလည်းရှိတယ်လို့မြန်မာကပေးထားတဲ့နဂါဂီရီတန်တာစတဲ့နာမည်တွေကိုလည်းတခြားမုံတိုင်းတွေမှာအလဲကျသုံးစွဲခဲ့ကြပါတယ်နာမည်တစ်ခုကိုဘယ်တော့မှထပ်မသုံးတော့ပါဘူးမုံတိုင်းတစ်ခုကအလွန်ပြင်းထန်ပြီးတော့လူ့အသက်ပေါင်းများစွာတည်ဆုံးနေခဲ့ရင်အဲ့ဒီမုံတိုင်းနာမည်ကိုဇရာတဲကနေအပြီးတိုင်ဖယ်ရှားလိုက်ပါတယ်ဥပမာ2008ကတိုက်ခိုက်ခဲ့တဲ့နာဂစ်ဆိုတဲ့နာမည်မျိုးအောင်ဘယ်တော့မှပြန်မသုံးတော့ပါဘူးဒါဟာသမိုင်းဝင်ဆိုရတဲ့အဖြစ်အပျက်ကိုမတ်ရစီအတွက်ရှုပ်ထွေးမှုပဲဖြစ်ပါတယ်သင်ကောနောက်လာမယ့်မုံတိုင်းနာမည်တွေကိုဘယ်နိုင်ငံကဘာနာမည်တွေပေးထားလဲဆိုတာကိုကြိုတင်သိကြပါသလားဒါဆိုရင်တော့ comment မှာသင်တို့ရဲ့အမြင်လေးတွေကိုပြောပြခဲ့ကြပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ